ကိုယ့်ကိုမယုံကြည်တဲ့သူတွေကိုဒီနည်းလမ်း၅ခုနဲ့ပဲသက်သေပြလိုက်ပါနံပါတ်1တိတ်တဆိတ်ကြိုးစားပြီးရလက်နဲ့သက်သေပြပါကိုယ့်ရဲ့ရည်မှန်းချက်ကိုဘယ်သူ့ကိုမှလိုက်မပြောဘဲတိတ်တဆိတ်အကောင့်ထဲပေါ်ပါစကားလုံးတွေနဲ့ကိုကာကွယ်နေမဲ့အစားလက်တွေ့ရလက်တွေထွက်လာတဲ့အခါကိုယ့်ကိုအပြစ်ပြောတဲ့သူတွေအလိုလိုနှုတ်ဆက်သွားလိမ့်မယ်အလုတ်ထဲမှာလည်းကိုယ့်ကိုမလုံနိုင်ပါဘူးလို့အထင်သေးခါရတဲ့အခါဘာမှပြန်မပြောပဲအဲ့ဒီ project ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးအောင်မြင်အောင်လုပ်ပြလိုက်တာမျိုးပေါ့ချင်းသေးဆိုတာအမဲမလိုက်ခင်မှာဟိန်လေးမရှိဘူးသူ့ရဲ့အောင်မြင်တာပဲလောကကြီးကိုဟိန်ကနေဖြစ်သွားစေတယ်နံပါတ်2စိတ်ခံစားချက်ကိုထိန်းချုပ်ပြီးတည်ငြိမ်စွာနေပြလိုက်ပါကိုယ့်ကိုအထင်သေးစကားတွေပြောလာတဲ့အခါဒေါသထွက်ပြနေတာသူတို့အလိုကျစေဖို့ဖြစ်သွားစေတတ်ပါတယ်ကိုယ့်ကိုဒီလိုဝေဖန်တိုက်ခိုက်လာတဲ့အခါဘာမှမဖြစ်သလိုတည်ငြိမ်တုံ့ပြန်လိုက်တာကိုယ့်ရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့အစဉ်အတန်းကိုဖော်ပြရာရောက်ပါတယ်တယောက်ယောက်ကကိုယ့်ကိုနှိမ်ချပြောဆိုလာတဲ့အခါပြန်လည်ရန်မတွေ့ပဲအပြုံးတစ်ခုနဲ့တင်လစ်လူရှုလိုက်တာမျိုးပေါ့မင်းရဲ့တည်ငြိမ်မှုဟာမင်းရဲ့ရန်သူတွေအတွက်အကြီးမားဆုံးသောတုံ့ပြန်မှုပဲမင်းရဲ့စိတ်ကိုဘယ်သူလက်ထဲမှာမှအဆုံးဖြတ်မခံနဲ့မင်းကိုယ်တိုင်ပဲဆုံးဖြတ်နိုင်ပါသည်နံပါတ်3ကိုပုံမှုမြင့်တင်မှာအထင်သေးခံရတာကိုအင်အားအဖြစ်ပြောင်းလဲလိုက်ပါမင်းရဲ့အရေးချင်းအသိပညာရုပ်ပိုင်းဆိုင်ရာတွေကိုအရင်အားထပ်ပိုကောင်းအောင်ပြုပြင်တည်ဆောက်ပါမင်းကပုံမြင့်တဲ့နေရာကိုရောက်သွားတဲ့အခါသူတို့ရဲ့အထင်မြင်သေးမှုတွေဟာမင်းကိုလက်လန်းမမီတော့ဘူးပေါ့ကိုယ့်ရဲ့ပညာအရေးချင်းကြောင့်အနှိမ်ခံရတယ်ဆိုရင်အားလက်ချိန်တွေမှာဘာသာစကားတစ်ခုခုဒါမှမဟုတ်အတတ်ပညာတစ်ခုခုကိုအပတ်တကုတ်လေးလာစီပူလိုက်တာမျိုးကိုလုပ်ပါတန်ဖိုးရှိရဲ့ကြောက်စင်းဟာအပေါ်တိုက်ခံရလေပိုပြီးတောက်ပလေပဲဒီတော့ဝေဖန်မှုတွေကိုမင်းဘဝအတွက်အားသေးအဖြစ်ပဲအသုံးချလိုက်ပါနံပါတ်4ပျော်ပျော်ရွှင်ရွှင်နေပြလိုက်ပါမင်းကိုအထင်သေးတဲ့သူတွေမြင်ကျင်တာမင်းစိတ်ညစ်နေတာကြာရှုံးနေတာဟုတ်ပါမင်းကဘာမှမဖြစ်သလိုပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုအတိတ်ပဲရှိဖြတ်တန်းနေတာကိုမြင်ရရင်သူတို့အတွက်အကြီးမားဆုံးသောနာကျင်မှုနဲ့ကလပ်သားခြေခံရခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မင်းကိုအဆက်အသွယ်ဖြတ်ပြီးအထင်သေးသွားတဲ့သူတွေရဲ့ရှေ့မှာမင်းရဲ့ဘဝကိုတိုးတက်အောင်လုပ်ပြီးတော့စိတ်ချမ်းသာနဲ့ပျော်ပျော်ရွှင်ရွှင်နေပြလိုက်စမ်းပါဒီလိုနေထိုင်ခြင်းဟာမင်းကိုအထင်သေးတဲ့သူတွေနှိမ်ချဆက်ဆံတဲ့သူတွေကိုအထီးရောက်ဆုံးလက်စားချေလိုက်ခြင်းပဲမင်းရဲ့ပျော်ရွှင်မှုနဲ့သူတို့ရဲ့အမုန်းတရားတွေကိုအနိုင်ယူပြလိုက်ပါနံပါတ်5သူတို့ရဲ့စကားတွေကိုလစ်လူရှုလိုက်ပါလူတိုင်းရဲ့စကားတွေဟာအရေးမကြီးပါဘူးမင်းဘဝအတွက်တန်ဖိုးမရှိတဲ့သူတွေရဲ့အမျိုးကိုဂရုစိုက်နေတာဟာမင်းရဲ့အချိန်တွေကိုဖြုံးတီးပြနေတာနဲ့အတူတူပဲဒါကြောင့်အဲ့ဒီလိုလူတွေကိုမင်းဘဝတွေကနေစိတ်ပိုင်းဆိုင်ရာတွေရောလက်တွေ့ဘဝတွေကပါဖယ်ထုတ်ပြနိုင်ဖို့ကြိုးစားပါဆိုရှယ်မီဒီယာတွေပေါ်မှာကိုယ့်ကိုလာရောက်နှိမ်ချတဲ့မှတ်ချက်တွေကိုပြန်ရှင်းမနေနဲ့ဘာမှတုံ့ပြန်မနေပဲအဲ့ဒီလိုလူတွေကိုမရှိခဲ့သလိုမျိုးဘလောက်ပြလိုက်တာမျိုးနဲ့ကိုယ့်အလုပ်ကိုဆက်လုပ်ဖို့ကြိုးစားပါတောရဲ့ဘရင်ဖြစ်တဲ့ချင်းသေးတကောင်ခွေးဟောင်တော်ကိုပြန်ကြည့်ဖို့အချိန်မပေးဘူးလေကိုလန်းကိုဖြောင်းဖြောင်းလျှောက်တယ်ကိုလှုပ်เสียရှိတာကိုတဲ့လှုပ်တယ်ဒါကြောင့်မင်းကိုဘေးကနေဝေဖန်နေတဲ့သူတွေနှိမ်ချနေတဲ့သူတွေကိုဂရုမစိုက်နဲ့သူတို့ရဲ့အတန်းတွေကိုနားမယောင်နဲ့မင်းကိုထင်သေးတဲ့သူတွေကိုစကားလုံးတွေနဲ့မဟုတ်ပဲအောင်မြင်မှုတွေလက်တွေ့အစဉ်ပြေမှုတွေနဲ့တက်တည်ပြနိုင်ဖို့ကြိုးစားလိုက်ဒီအချက်၅ချက်ကိုမင်းရဲ့ဘဝထဲမှာလက်ရှိကျင့်သုံးမယ်လက်တွေ့လှုပ်ဆောင်ပြလိုက်မယ်ဆိုရင်မင်းကိုဝေဖန်သူတွေအထင်သေးနှိမ်ချတဲ့သူတွေအကုန်လုံးပါဇက်တီပိတ်သွားလိမ့်မယ်ဆိုတာကိုမယုံမရှိနဲ့မျက်နှာမငယ်ခြင်းငွေမှတ်ဖို့လိုတယ်ဘယ်လိုအကြောင်းပြချက်တွေပဲပေးပြီးမင်းကိုမရွေးချယ်ဘူးဆိုကြတဲ့အကြောင်းပြချက်ကမင်းဖြစ်နေလို့ပဲမင်းကဘာဖြစ်နေရလဲဆိုတော့ငွေမရှိလို့လူတွေကငွေမှတ်တယ်လို့ပြောရင်မကြိုက်ကြရင်မင်းမှသာငွေမရှိဘူးဆိုရင်အမျိုးရင်းနေရတော့လူရသွင်းလိုက်မယ်မထင်နဲ့ခင်မင်လာပါရဲ့ဆိုတဲ့အပေါင်းအသင်းတွေကလမ်းမှာတွေ့ရင်တော့နှုတ်ဆက်ရမှာဆိုလို့မမြင်ကြအောင်စောင်းသွားကြလိမ့်မယ်လူတွေကငွေရှိမှခင်ကျင်ကြတယ်ရွှေရှိမှအမျိုးတော်တတ်ကြတယ်မိသားစုထဲမှာပဲဖြစ်ဖြစ်ဆွေမျိုးထဲမှာပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်မင်းစကားပြောတာမအောင်မြင်တာမင်းရဲ့စကားတွေအရာမရောက်ဖဲဖြစ်နေတာမင်းကစကားမပြောတတ်လို့မဟုတ်ဘူးနော်မင်းဒီမှာငွေနဲ့အောင်မြင်မှုဆိုတဲ့ဩဇာအာဏာတွေရှိမနေတာကြောင့်ပဲငွေရှိမှအရာရာအဆင်ပြေတဲ့လောကကြီးထဲမှာငွေသာရှိရင်အသက်ကြီးတဲ့အထိမပူမပင်နေနိုင်လိမ့်မယ်ဒီလိုမဟုတ်ဘဲမင်းမှသာငွေမရှိဘူးဆိုရင်တော့တငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်တော့မထိုင်မိအောင်ကြိုးစားဘာကြောင့်လဲဆိုတော့သူများနေပတ်စံလူရှင်းနေတဲ့အချိန်မှာမင်းမျက်နှာငယ်ရလိမ့်မယ်လေပတ်စံမရှိရင်နေရာတကာမျက်နှာငယ်ရတတ်တယ်ဒါကြောင့်ငွေမှတ်ပါငွေမှတ်မှငွေကိုရှာကျင်တဲ့စိတ်ဖြစ်လာမယ်
ငွေရှာခြင်းနဲ့စိတ်ဝင်လာမှာအလုတ်တွေပိုကြိုးစားဖြစ်မှာမို့လားဒါကြောင့်ငွေကိုလူတိုင်းမမောကြတဲ့ဒီနေ့လိုခေတ်ကြီးထဲမှာမင်းကငွေမမှတ်ဘူးဆိုရင်ငွေမရှိတဲ့မင်းရဲ့နာမှာဘယ်သူမှရှိနေမှာမဟုတ်ဘူးဘဝမှာငွေကအရာတော်တော်များများကိုယူဆောင်ပေးနိုင်တယ်မယုံမရှိနဲ့ငွေရှိရင်တချို့အမှန်တရားတွေတော့နှုတ်ဆက်သွားတတ်ကြတယ်ကွနေတတ်အောင်နေပါဘဝမှာကိုယ်အစဉ်ပြေတာကိုလည်းလူမသိသေးနဲ့အစဉ်မပြေတာကိုလည်းလူမသိသေးနဲ့နေတတ်အောင်နေဖို့လိုတယ်ဘဝမှာဘာပဲဖြစ်ဖြစ်နေတတ်အောင်နေရမယ်မနေတတ်ရင်အပူဟတ်တယ်အနေမတက်တော့အပူတွေမရက်တော့ဘူးပေါ့ကိုနဲ့မဆိုင်လဲဖြစ်တဲ့ကိစ္စကိုသွားပြီးမဆိုင်ရင်နဲ့ကိုမပါလဲဖြစ်တဲ့ကိစ္စဆိုသွားပြီးဝင်မပါနဲ့ကိုမသိရလဲဖြစ်တဲ့ကိစ္စဆိုမသိခြင်းနဲ့သိခြင်းရင်မေးကြလိမ့်မယ်လိုအပ်ရင်ပြောကြလိမ့်မယ်တွေ့ခြင်းရောက်လာလိမ့်မယ်ကြားခြင်းရင်ဆက်သွယ်ကြလိမ့်မယ်အရေးပါရင်အရာသွင်းကြမှာပေါ့ဒါကြောင့်ကိုယ့်ကိုမလိုအပ်တဲ့သူတွေအတွက်အမြဲရှိမပေးခြင်းနဲ့ပြဿနာတိုင်းကိုအတင်းဝင်ပြီးဖြေရှင်းပေးခြင်းတာမျိုးမလုပ်နဲ့ကိုနဲ့မဆိုင်မှုထင်ရင်အရန်လဲစိတ်မဝင်စားနဲ့မဆက်လဲမဆက်စုနဲ့ဘာဖြစ်လို့လဲဆိုတော့တချို့အရာတွေကတိလာတဲ့အခါစိတ်ပင်ပန်းရတယ်နောက်ပြီးတော့လိုရာထပ်ပိုပေးမိတဲ့စေတနာတွေကဝေဒနာတွေဖြစ်သွားတတ်တယ်ဒါကြောင့်ဘဝမှာအနေသာခြင်းနဲ့ဆိုရင်တချို့ကိစ္စတွေမှာအသာနေလိုက်ပါနေတတ်အောင်နေပြဿနာတွေနဲ့ကင်းအောင်နေနောက်တစ်ခုကကိုမှရှိတာလဲလူမသိသေးနဲ့မရှိတာလဲလူမသိသေးနဲ့ပျော်နေလဲလူမသိသေးနဲ့ကိုမပျော်လဲလူမသိသေးနဲ့အစဉ်ပြေလဲလူမသိသေးနဲ့အစဉ်မပြေတာကိုလဲလူမသိသေးနဲ့ဒီနေ့လိုခေတ်ကြီးထဲမှာတိုးတိတ်စွာနေတတ်ပါမှာအနေရလဲကဲလိမ့်မယ်ရန်လဲရှင်းလိမ့်မယ်ကွအသက်ကြီးလာလို့အထီးကျန်နေဆိုပြီးအဖော်မရှာခြင်းနဲ့လူတွေကိုအတင်းလဲလိုက်မရောနဲ့ပြီးတော့စိတ်ဓာတ်ကြအားငယ်မနေနဲ့ကိုယ့်ရဲ့စိတ်ရောလက်ရောကိုမအားအောင်ထားတခုခုကိုအမြဲတမ်းလုပ်နေလုပ်เสียရမရှိရင်တရားလေးမှတ်နေလိုက်တာမျိုးပေါ့ဒီလိုနေလိုက်တာအများနဲ့နေရတာထက်စိတ်ချမ်းသာတယ်ပိုလွတ်လပ်တယ်အေးချမ်းတယ်ပြီးတော့ပိုပြီးအလုပ်ပြီးတယ်ဒါကြောင့်ကိုယ်အစဉ်ပြေပြေမပြေပြေလူမသိသေးနဲ့ကိုယ့်ရဲ့စိတ်ဓာတ်အတက်အကျကိုလည်းလူမမြင်သေးနဲ့ကိုယ့်ရဲ့စိတ်နဲ့ဘဝကိုကိုယ်တိုင်ထိန်းချုပ်ပြီးကိုလိုချင်တဲ့ခီးပန်းနိုင်ကိုရောက်အောင်ကြိုးစားတဲ့နဲ့ကွဒီလိုနေထိုင်ခြင်းရတာငြိမ်းချမ်းရာအေးချမ်းရာနဲ့အလုပ်တွေပြီးမြောက်အောင်မြင်စေတဲ့လိုအပ်ချက်ပဲတငယ်ချင်းမိတ်ဆွေကပတ်စံလာချရင်တတိထားရမယ့်အချက်9ချက်နံပါတ်1ဆုံးရှုံးသွားရင်တော့မိတ်ဆွေမပြတ်မဲ့ပမာဏကိုပဲခြေပါနံပါတ်2ကို့မှာအပုံငွေမရှိသေးရင်ညင်းရမှာကိုအာမနာနဲ့နံပါတ်3အစဉ်ပြေမှပြန်ပြီးဆိုတဲ့စကားမျိုးလုံးဝမပြောပါနဲ့အချိန်ကာလအတိအကျသတ်မှတ်ပြီးပြန်ဆက်ဖို့ပြောပါနံပါတ်4ဘလောက်ပဲခင်သူများငွေချင်းကားတဲ့ကိစ္စတွေမှာအာမခံလိုက်မပေးပါနဲ့နံပါတ်5ငွေပမာဏများရင်နှုတ်ကတိနဲ့အလုံးမလုပ်ပါနဲ့စာချုပ်စာတမ်းအထောက်ထားနဲ့အလုံးလုပ်ပါနံပါတ်6ကိုပတ်စံကိုငွေကိုပြန်တောင်းရမှာရှက်တာတွေအားနာတာတွေမဖြစ်ပါနဲ့ယူထားပြီးပြန်မပေးတဲ့သူကသာရှက်ရမှာပါနံပါတ်9ညှဉ်းညူပြီးငွေလားချေးတဲ့သူကဂရိမတီတဲ့သူဆိုရင်ကိုကသူ့ထပ်ပို့ပြီးညှီးပြလိုက်ပါ